ကဲဒီကနေ့ကလေအစည်းအဝေးပါလီမန်မှာသမ္မတထရန့်ပြောသွားတဲ့မိန့်ခွန်းလဲကအဓိကကြတဲ့အချက်ကိုပြောပြခြင်းပါတယ်ဒီမိန့်ခွန်းကဘာလို့ရေးကြီးလဲဆိုတော့လေသမ္မတထရန့်ကိုယ်တိုင်ကြားဝင်ကြတော့အစည်းအဝေးနဲ့ဂါဇာကဟာမတ်စ်အဖွဲ့ကြားအပိတ်ရဖို့သဘောတူလိုက်ပြီးတိတ်မကြခင်မှာပဲပြောခဲ့တာကိုနောက်ပြီး2008နောက်ပိုင်းအမေရိကန်သမ္မတတယောက်အစည်းအဝေးပါလီမန်ကနေဆက်လက်ခေါ်တဲ့အိမ်မှာစကားပြောတာဒါပထမဆုံးပဲပထမဆုံးကတော့အပိတ်ရလိုက်လဲဘာတွေဖြစ်လာလဲဆိုတာပဲထရန့်ရဲ့စစ်ဆက်မှုကြောင့်ပေါ့ဟာမတ်စ်ဘက်ကနောက်ဆုံးကြနေတဲ့ဒါဇာက20ရောပြန်လွှတ်ပေးခဲ့တယ်။အစ္စရေးဘက်ကလည်းပါလက်စတိုင်းအဂျင်ဒါ905နဲ့ထိန်းသိမ်းခံထားရတဲ့သူ1900ကျော်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ Trump ကတော့ဒါကိုရှေ့လျားပြီးနာကျင်စရာအိမ်မဆိုးကြီးတော့အဆုံးသတ်သွားပြီလို့ပြောခဲ့တယ်ဗျ။ဒါကအချက်20ပါတဲ့ငင်းညမ်းရဲ့စီစဉ်ရဲ့ပထမဆုံးခြေလှမ်းလို့ဆိုပါတယ်။ဒုတိယအချက်ကတော့ Trump ရဲ့တလင်းစကားနဲ့သူ့ကိုဘယ်လိုတုံ့ပြန်ကြသလဲဆိုတာပါ။လွှတ်တော်ထဲမှာတော့ Trump ဆိုပြီးအားပေးကြတယ်။သူကလည်းဒါဟာအရှိအလဲပိုင်းတည့်ရဲ့တမိုင်းဝင်အယူဝပဲလို့ပြောခဲ့တယ်။ဝန်ကြီးချုပ်နတညဟူကဆို Trump ကိုအစ္စရေးရဲ့အကောင်းဆုံးမိတ်ဆွေဆိုချီးကျူးလိုက်သေးတယ်။ဒါပေမဲ့အားလုံးကတော့လက်ခံတာမဟုတ်ဘူးပေါ့နော်။မိန်ခွန်းပြောနေတော့ပါလက်စတိုင်းကိုအတိမပြုပါဆိုတဲ့စိုင်းပုတ်ကင်ပြီးတယောက်ကဆန္ဒပြခဲ့သေးတယ်။တချို့စစ်လူလာတဲ့အမတ်တွေဆိုလာတော့မတိုက်ကြဘူး။နောက်ဆုံးအချက်ရှေ့ဆက်ပါတွေလာအောင်မယ်ဆိုတာပါ။ Trump ကအီဂျစ်မှာလုံးမဲ့ညီညာရေးထိပ်သီးအစည်းအဝေးကိုတက်မလဲဆိုတယ်။ပြီးတော့ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ကသူ့ရဲ့နောက်ထပ်ပြတ်မှတ်ဖြစ်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးအရေးမြပြောသွားတယ်။ဂါဇာအုပ်ချုပ်ရေးကလည်းသူဥဆောင်မဲ့ညီညာရေးဘောအဖွဲ့တစ်ခုဖွဲ့မယ်လို့ပြောခဲ့ပါသေးတယ်